လုံးကျွန်တော်ကိုမဖွင့်ပြဘူးဆိုရင်ဒီအချိန်လေးကိုကြော်ဖြတ်ဖို့မဖြစ်နိုင်ဘူးနားလည်ဖို့ခက်တဲ့ဆုံးရှုံးမှုတွေကကျွန်တော်တွေ့တော့လူတော်ပဲလား no ဒီချာတဲ့ကျွန်တော်တွေ့အစိုးတော့မချမ်းစီဘူးကိုယ်တော်ကအရာအလုံးကိုကောင်းဆုံးဖြစ်စေတယ်ခရစ်တော်ရဲ့တဲ့နိုင်ကျွန်တော်ကအောင်မြင်သူဆုံးရှုံးခြင်းနဲ့အစဉ်ကဲလို့သူဝမ်းနဲ့ခြင်းကြောင့်ရရင်လေကိုယ်တော်နဲ့တူဝမ်းမြောက်ခြင်းနဲ့ကြောင့်ရလေကိုယ်တော်နဲ့တူဆုံးရှုံးခြင်းများကြောင့်ရလေကိုယ်တော်နဲ့တူလောကကိုအောင်ခြင်းမလဲကိုယ်တော်နဲ့တူတော်တခင်နဲ့တူ again